ကဲအလုတ်ပေးတရားနာကြအောင်စို့တဲ့နော်ဒီရှိရမြောက်မနေ့ကတော့မြန်လိုက်နေလိုက်ဆိုပြီးနိဗ္ဗာန်မြင်ပြီးတော့သောတပတ္တိမဲ့သောတပတ္တိဖို့ကြတာပေါ့နော်ဒါနဲ့လူအပ်တာလေးတွေဒါမင်းကိုချုပ်တယ်မချုပ်တယ်တဲ့ဆရာတော်ဘုရားကြီးကမမေးနဲ့တဲ့ကိုယ့်အကိုပြန်ပြီးတော့ထိချံပြီးတော့ဖိုးဝင်စားမနေ့ကပြောခဲ့တယ်တဏှာထိုင်မယ်10မိနစ်ဖြစ်မြင်မိနစ်50ချုပ်တဏှာပြည့်ရင်ပြန်သတိရထိုင်ကြည့်အဲ့ဒါကြိုက်ရင်တော့ဒါမှန်တာပေါ့ဗျာတဏှာမကျင်နိုင်2နာရီစမ်း2နာရီမကျင်နိုင်3နာရီစမ်းမှန်လို့ရှိရင်တော့ကြိုက်ကိုကြိုက်ပါတယ်ဖို့ဆိုတော့ဝင်စားလို့ရမှာပေါ့ကိုရတဲ့ဖို့နော်ဒါမနေ့ကဒါမက်စစ်တဲ့ဖို့နဲ့စီဒါဖရာလွယ်ပြီးတော့ဘလူးမှအတိအကျမသိနိုင်ဘူးဆိုရမနေ့ကတော့ရှင်စန္ဒအထီလေးကိုလည်းပင်လှိတဲ့အခါမှာဟောခဲ့တယ်အခုဒီနေ့ကတော့ဘာထပ်ပြောစရာရှိတာသမုတ်စေရငါဏိရောဓပေါ့ဗျာဏိရောဓကယမိုက်မှာ6မျိုးရှိတယ်ဗျာအကြည်တန်းတော့ဏိရောဓယမိုက်ဆိုရတာပေါ့ဗျာတရင်ကဏိရောဓနော်တရင်ကဏိခဏငယ်ဏိရောဓတရင်ကဏိရောဓဝိခံပနဏိရောဓသမုတ်စေရဏိရောဓပရိပတ္တိဏိရောဓတန်တိဒုက္ခဏိရောဓဆိုဏိရောဓ6မျိုးရှိတယ်နော်ဥပ္ပတိပင်နဲ့ချုပ်သွားတာစိတ်တစ်လုံးပါပေါ့ဗျာအဲ့ဒါကိုခဏငယ်ချုပ်လို့ခေါ်တာပေါ့အဲ့တော့စိတ်စဉ်ရ18ချက်ရှိတော့ဥပ္ပတိပင်3ခုနဲ့မြောက်လိုက်တော့51ချက်ပေါ့အဲစိတ်တစ်လုံးရဲ့ဖြစ်ပျက်ဥပ္ပတိပင်ကိုတော့မြင်ဖို့ဆိုတာခဲရင်နေဖျားမှာပဲမြင်နိုင်မယ်ရုပ်တို့ခမများတို့ကတော့အဲ့ဒီ18ချက်ပေါ့လေခန္ဓာငယ်နဲ့ပြောရင်51ချက်ပေါ့စိတ်တခဏနဲ့ပြောရင်18ချက်ပေါ့မြင်စိတ်ဆုံးပြီးတော့ဘဝင်ကျသွားတာပေါ့ဗျာဩအဲ့တော့မှမြင်စိတ်လေးပြတ်သွားပြီအဲ့18ချက်ခန္ဓာငယ်နဲ့ပြောတော့51ချက်ပေါ့နော်အဲ့ဒါကြမှရှုလို့ရတယ်တဲ့ဒါခမတို့လူတွေကြတော့ပဂရိလူတွေပေါ့အဲ့ဒါကြတော့ခဏငယ်ချုပ်မဟုတ်ဘူးသူကြတရင်ကချုပ်ခေါ်တယ်တရင်ကနေတော့တအောင်ချုပ်သွားတာပေါ့နောက်အစားထိုးပေါ်လာပြန်တာပေါ့ဒါကိုတရင်ကချုပ်ကြတော့ဖြစ်ဖြစ်ရှုလို့ရသွားပြီနော်နာဝိခံပနဏိရောဓဆိုတာကဇန်နဲ့ရှင်ပြီးတော့အာယုံတစ်ခုခုမှကတ်ရှုဘာစိမှဘာကိလေသာမှမဝင်တော့ကိလေသာတွေကခေါင်းပါပြီးတော့ဝင်လို့မရဘူးအကြာကြီးပေါ့ဗျာ1နာရီ2နာရီ3နာရီပေါ့အဲ့ဒါကိုဝိခံပနဏိရောဓတဲ့ကိလေသာတွေခေါင်းပါနေတယ်တနည်းဝင်ကုန်မဝင်ဘူးဝင်လို့မရဘူးဘယ်ကိလေသာလဲဆိုထားမဲ့ကိလေသာပေါ့ပရိယုဌာဏကိလေသာနော်ပရိယုဌာဏကိလေသာအနုတ္တရာတော့ဖြတ်လို့မရဘူးဒါသမထနဲ့လည်းအနုတ္တရာအဲ့ဒါပရိယုဌာဏကိလေသာခေါင်းပါအောင်မဝင်အောင်လုပ်လို့ရတယ်ဝိပဿနာနဲ့လည်းလုပ်လို့ရတယ်နှမျိုးပေါ့ဗျာဝိပဿနာနဲ့လုပ်တာတော့ကောင်းတာပေါ့ပို့ပြီးတော့သူကတော့သာသနာ့တွင်ကုသိုလ်ဆိုတော့ပိုကောင်းတာပေါ့လက္ခဏုပ္ပဆံဆိုတာလက္ခဏာပေါ်မှာရောက်နေတော့ကိလေသာတွေကမဝင်တော့ဘူးပေါ့ဖြစ်တယ်ပေါ်တင်လိုက်ပြက်တယ်ပေါ်တင်လိုက်ဖြစ်တယ်ပေါ်တင်လိုက်ပြက်တယ်ပေါ်တင်လိုက်တော့ကိလေသာတွေကြားထဲမဝင်တော့ဘူးပေါ့အဲ့ဒါကိုဝိခံပနဏိရောဓဝိပဿနာနဲ့ကြတော့ဒါဝိပဿနုပ္ပခါပေါ့ဗျာကဲဒါမြင်ဟိုသုံးခုတော့ပြီးသားပြီအခုကမဲကြတော့တဲ့သူကဘာဏိရောဓလဲသမုတ်စေရဏိရောဓလို့ခေါ်တယ်ဗျာကိလေသာအနုတ္တယပါဖြတ်တာသူကနိဗ္ဗာန်မြင်တဲ့မဲ့ကကိလေသာကိုဖြတ်တယ်ဖိုကြတော့ပရိပတ္တိဏိရောဓလို့သုံးတာဖိုကြတော့ပါလေမဲ့ဖြတ်ထားတာကိုထပ်ပြီးတော့သူကငြိမ့်တာဒါသမုတ်စေရဏိရောဓမဲ့ပရိပတ္တိဏိရောဓဖိုနိဗ္ဗာန်ကြတော့တန်တိဒုက္ခဏိရောဓ
ဒါကတန်တိဒုက္ခဒါကသမုတ်စေတာဒါကပရိပတ်တိနိရောဓပေါ့နော်အဲ့လိုနိရောဓမျိုးမျိုးရှိသေးတယ်ကိလေသာမဝင်တာနဲ့ပဲနိဗ္ဗာန်ရပြီလို့လည်းဒီလိုတော့ပြောလို့မရသေးဘူးနော်တန်တိဒုက္ခနိရောဓဆိုတာအဲ့ဒါနိရောဓနဲ့ဒုက္ခဝေဒနာနဲ့ခွဲတတ်ဖို့အရေးကြီးတာပေါ့ဒါလည်းခွဲပြီးပါပြီနိရောဓဆိုတာချုပ်တဲ့ဓာတ်ကောင်းတာလည်းမရှိဘူးမကောင်းတာလည်းမရှိဘူးမကောင်းတဲ့ကောင်းလည်းမရှိဘူးရုပ်တည်နာနဲ့အကုန်လုံးချုပ်တဲ့ဓာတ်တန်တိဒုက္ခနိရောဓချုပ်ငြိမ်းတဲ့ဓာတ်အင်းငြိမ်းတဲ့ဓာတ်အဲ့ဒါကာယပတ္တိစိတ်တပတ္တိကိုငြိမ်းစိတ်ငြိမ်းနဲ့ရောတတ်တာပေါ့ဗျာကိုယ်ငြိမ်းစိတ်ငြိမ်းပြီးတော့ဒုက္ခဝေဒနာကြီးပဲတွေ့နေတာနိဗ္ဗာန်ပဲလင်းထိပ်ပေါ်ပါပြီဘာဒုက္ခမှမပေါ်ပဲဒုက္ခကြီးပဲချမ်းသာနေတာဟုတ်ဗျာအဲ့ဒါဆိုရင်တော့ဒါဝေဒိဒဒုက္ခလို့ခေါ်တာပေါ့ခံစားရလို့ကောင်းတဲ့ဒုက္ခပြက်တာပေါ့ဗျာကောင်းတယ်ဆိုပြက်တာဟိုကတော့တချုပ်တည်းချုပ်နေတော့ပြက်เสียကိုမရှိတော့နိဗ္ဗာန်ကဒါကြောင့်တန်တိဒုက္ခនិရောဓကအဝေဒိဒဒုက္ခခံစားရလို့ကောင်းတဲ့ကိုငြိမ်းစိတ်ငြိမ်းနေပီတိတွေပါတွေပေါ့ဗျာလင်းထင်ပြီးတော့ချမ်းသာတာတွေကဝေဒိဒဒုက္ခခံစားရလို့ကောင်းတာအဲ့ဒါတွေခွဲတတ်ဖို့ရည်ကြီးတယ်အဲ့ဒါမခွဲတတ်တော့တချို့လဲတော်တော်ဘုန်းကြီးတွေကိလေသာမဝင်တာနဲ့ပဲနိဗ္ဗာန်ရနေပြီလို့ဒီလိုဟောကြတာနိဗ္ဗာန်တွေ့နေပြီနိဗ္ဗာန်ရောက်နေပြီပေါ့ဗျာဒါဆရာတော်ကြီးကတော့ခဏនិရောဓနဲ့အစဉ်និရောဓခွဲဟောတယ်ဗျာခဏនិရောဓနဲ့အစဉ်និရောဓခွဲဟောတယ်ဒါပေမဲ့တော်တော်တရားတော့မသိတော့သမတတ်တော့និရောဓ6မျိုးနားမလဲတော့ကိလေသာမဝင်တာတဏှာនិရောဓနိဗ္ဗာန်ပဲဒါတဏှာမပေါ်နိဗ္ဗာန်ပဲနိဗ္ဗာန်တွေ့နေပြီအလွယ်တကူပေါ့ဗျာဒါဥဒုရိယလို့ကိုတော်ဒီနေမှာပါနော်ကဲဒါကြောင့်မလို့ဒုရဂဓမ္မတွေမြန်လိုက်နေတာတအားမြန်ပြီးတော့6ဆိုချုပ်သွားတာပေါ့ဗျာဒီဓမ္မပဲမှန်တယ်ဗျာဆန်းကဲဒါမင်းနောက်တစ်ခုပြောချင်တာမဲ့ကြောင့်ပြောမယ်မဲ့ပုဂ္ဂိုလ် 4 ယောက်သည်တဲ့တတ်လို့မသေးဘူးတဲ့ဗျာဘာဖြစ်လို့တတ်လို့မသေးတာသူကပုဂ္ဂိုလ်အနေနဲ့ကြာမနေဘူးဥပတိပင်ဆိုစိတ်တခဏ3 ချက်တည်းဆိုတော့သူ့ဘလို့မှတတ်လို့မသေးဘူးအကဲဘုန်းကြီးကဖုံမကူးခြင်းဘူးသောတပတိမဲ့နဲ့သိခြင်းနဲ့ကဲဒကာကြီးဓာမြောက်ပြီးတော့စောင့်နေပြကျုပ်ခေါင်းငုပ်ပြီးတော့ရှုမယ်ကျုပ်ကမဲကြပြီးတော့ခင်ဗျာခုတ်ထွက်လိုက်ဖုံမကူးခြင်းဘူးပေါ့ရှားပြီးဒကာကြီးခုတ်လိုက်ဘယ်တော့မှမဲမသိဘူးမဲကဥပတိပဲစိတ်တခဏလေးတစ်ချက်တည်းဆိုတော့ဗျာသိတာ3 ချက်အဲ့ဒါဥပတိပဲဆိုတော့ဖိုကြမှာဟိုဓာလောက်တာနဲ့ဖိုရောက်သွားပြီဓာလောက်တာနဲ့ဖိုရောက်သွားပြီအဲကြောင့်မလို့မဲ့ပုဂ္ဂိုလ်ဒီဘလို့မှတတ်လို့မသေးတဲ့ပုဂ္ဂိုလ် 4 ယောက်ရှင် 4 ပါးလို့ခေါ်တယ်နော်ရှင် 4 ပါးတချို့ကလည်းအနောက်သမုဒ္ဒရာတောင်သမုဒ္ဒရာမြောက်သမုဒ္ဒရာမှာရှိတဲ့ယဟန္တာတွေကိုရှင် 4 ပါးအခုတည်းရှိသေးလို့ဆိုပြီးသူယူဆတာပေါ့ဗျာဒီယူဝါဒကလည်းမျိုးပြောနေကြတာပေါ့ဗျာမျိုးပြောနေကြတာပဲရှင်ဥပဂုတ္တရှိတယ်တချို့ကမရှိဘူးဘုရားစာပေထဲမှာမပါဘူးဒီလိုလက်တကြအချို့ဆရာတော်တွေကြတော့လေပင်လယ်ထဲမှာဘာသွားလုပ်နေတာလဲဆုံးခံစားကြမရှိပဲနဲ့ဆုံးခံရင်မရှိပဲနဲ့မျိုးပေါ့ဗျာဒါပေမဲ့ဘုန်းကြီးကတော့တကယ်တမ်းရှင်ဥပဂုတ္တရှိတယ်ဆိုရင်တော့အသက်ရှင်သေးတယ်အသက်ရှင်တယ်လို့ပဲယူဆမရှိရင်တော့လည်းမရှိဘူးပေါ့ဗျာဒါဘုရားလက်ထက်တုန်းကတော့သူကလည်းမရှိတော့စာပေတဲ့ဘယ်ပါမလဲဒါပေမဲ့ပြောချင်တာကတော့ရှင်ဥပဂုတ္တအကယ်၍သာဘုရားလက်ထက်တုန်းကသူကခလေးဘုန်းကြီးတို့သိတာတော့လေသူကြဆိုကြည့်ရတာဘုရားကြွလာတော့လှူစရာမရှိတော့ဖုံလေးတွေဆုပ်ပြီးတော့တပိတ်ဖုံပေါ်မှာသွားလှူတယ်အဲ့တော့ဘုရားငါဘုရားပြိဋိဘဆံပြီးနှစ်ပေါင်း200လောက်မှာဥပဂုတ္တယဟန္တာအရှင်မြတ်ဖြစ်ပြီးတော့မာနရာကိုနှိမ့်နှင်းမဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်လို့ဒီလိုဗျာဒိပြီးတယ်ပေါ့ဗျာသူကျမ်းနေမှာဒါကတော့အထကရပါရတိကအထကရတော်မှာပါသေးတယ်ဒီမှာသောကမီဇတ်တုံမှာ
အဲ့တော့ဘုန်းကြီးပြောချင်တာကတော့ဘုန်းကြီးတို့တရားသဘောနဲ့ပြောချင်တော့တောင်သမုဒ္ဒရာမှာသူကကြီးပြတ်တဲ့နဲ့သွားနေတယ်နေတော့ဘယ်မှာဆုံးခံစားလဲဆိုဘယ်မှာဆုံးခံစားအောင်သူကခွန်ရည်တိတိဏိရောဓသမဘာဝင်စားတယ်စိတ်စိတ်တစားကိုချုပ်ဏိရောဓသမဘာကထတယ်ဆိုရင်နတ်နဂါရီနတ်ဘလူရီနတ်ဒီဟုတ်လားအဲ့ဒါတွေကလာပြီးနတ်ဩဇာကတ်တာပဲစားတော့နတ်ဩဇာစားစားပြီးရင်သပိတ်ဆေးကြောပြီးရင်ရုပ်ကလေးသွားတိုက်ပြီးရင်ပြန်ပြီးတော့ဏိရောဓသမဘာပြန်ဝင်စားတာပဲစားတဲ့အချိန်လေးပဲသူဏိရောဓသမဘာထားတာနောက်ခွန်ရပြည့်လို့ရှိရင်ဒီလိုပဲနတ်တွေကချောင်းနေတာပဲဆိုခြင်းလို့စားတော့နတ်ဩဇာနေတော့ဏိရောဓသမဘာနဲ့နေတယ်ဆိုတော့တက်တန်းကရပ်မနေဘူးလားရပ်နေတာပေါ့ဗျာစားတော့လည်းနတ်ဩဇာစားတော့အသက်ရှူတယ်နောက်ပြီးတော့လည်းဏိရောဓသမဘာဝင်စားတော့ခွန်ရတိဘာမှမစားမတော့အသက်တော်မရှိဘဲနဲ့နေတယ်ဆိုတော့နိဗ္ဗာန်အောင်ပြုတော့တက်တန်းကရပ်နေတော့ဒါကြောင့်မို့လဲအခုခေတ်နဲ့ဆိုရင်မြတ်စွာဘုရားပရိနိဗ္ဗာန်စာပြီးနှစ်ပေါင်း200လောက်ကဆိုတော့အခု2500ဆိုတော့2000တော့ကျော်နေပြီ2300လောက်ရှိနေပြီသူ့တက်ကရှိမယ်ဆိုရင်ပြောတာပေါ့ဒါတရားသဘောနဲ့တွေ့ရင်တော့နတ်ဩဇာလဲစားတယ်နတ်တရားဗျာဒီကဟိုကတရက်ကဒီကတရားနဲ့သွားကြည့်တယ်ဆိုတော့လေနတ်သက်က1000ရှိတာဟုတ်ဒါပရိသလူသက်နဲ့ဆိုတော့3ကရီနဲ့နှစ်ပေါင်း3ကရီ6သန်းလောက်ရှိတယ်အဲဒီတော့သူလည်းပဲအကယ်၍သာဏိရောဓသမဘာဝင်စားလိုက်ထားပြီးစားပြီးနတ်ဩဇာစားလိုက်ပြန်ထိုင်လိုက်နတ်ဩဇာစားပြန်ထိုင်လိုက်ကြီးချင်းကလည်းဆုံးစရာမလိုနတ်ဩဇာဟုတ်တယ်မလားအဲ့ဒါနေနိုင်တာပေါ့အဲ့ဒါကိုတချို့ဆရာတော်တွေဆုံးခံစားစရာမရှိပဲနဲ့တဲ့ဘယ်လိုလုပ်နေမလဲတဲ့တချို့ကလည်းဒီလိုသတ်မှတ်တချို့ကလည်းဒီလောက်အသက်ရှိတာလူသက်တန်းမှာ100ပဲရှိတယ်ရှင်းနိုင်မလားအရှိဆုံးရှင်ရှင်မကသဗ္ဗကြီးတော့120ပဲရှင်းမှာပေါ့အခုတခါတခါ150ကျော်တောင်တွေ့တယ်ပိန်ချုံနေတာစားတော့စားနေသေးတယ်ခဲဒါတရားသဘောနဲ့ဆိုရင်တော့ရှိနိုင်တယ်တရားသဘောတွေ့ဘာလို့နိဗ္ဗာန်အောင်အမြဲတမ်းပြုနေလို့အသက်ရှိတယ်စက်တန်းရနေတယ်စားတော့နတ်ဩဇာစားတော့ပူကောင်းတာပေါ့ဒီမဲ့လောဘဒေါသမောဟကိလေသာတွေကလည်းရန်တာဆိုတော့မရှိဘူးလေဗျာအဲ့ဒါကြောင့်မလို့ကြီးညိုတယ်ဆိုတဲ့နေရာမှာသူကဆိုဘာပဲဖြစ်ဖြစ်ကိုကရဟန္တာလို့ကြီးညိုကိုစိတ်ကကိုယ်စေတနာအကျိုးပေးတာဘူးဗျာဒါတကလေးတစ်ခုပြောမှာပေါ့ဗျာတဲဘုံနဲ့လင်မယားနှစ်ယောက်အိမ်နေတော့မိမအိမ်မက်တယ်ဘယင်ရဲ့ဝဲတော်အုပ်ကြီးကိုကြက်ပေါင်းကြီးနဲ့ဓာတ်ပေါက်တွေစားတာအိမ်မက်ထဲမှာစားပြီးတော့ဖြတ်စုံလို့ကတော့သေးသေးကြလို့မဝသေးဘူးတလုံးနှလုံးစားသေးတယ်မောင်ကြီးထဆန်းမအောင်ဟဲ့ဘာဖြစ်လို့တခိုးလားတဝက်လားမဟုတ်ဘူးကျမအိမ်မက်ပဲတဲ့ဘယင်စားတဲ့ဘွဲတော်အုပ်ကြီးကိုကျမစားတာတလုံးနှလုံးစားသေးတယ်နှိုးသွားလို့သေးသေးကြတော့စားကျင်လိုက်တာမောင်ရဲ့ဟဲ့တန်ရမှန်းဟာလားလူနေတော့စိတ်နေတော့မလုံးနဲ့ဒါကိုကဆင်းရဲသားနေကြည့်သားနေရလည်းမြင်နေတာကျူလို့ကျတဲ့မိုးရတယ်ဘေးကြီးတော့လည်းတဟူအောက်ကြီးတော့လည်းကြမ်းကြမြင်နေရအဲကြောင့်လူနေတော့ပုံကြားစိတ်နေတော့ပုံကြားမလုံးနဲ့မစင်းစားနဲ့ပြန်အိတ်ဒီလိုဗျာပြန်အိပ်ပြန်တော့မဲ့ပြန်ပေါ့ကိုယ်မဲ့ပြန်ပြီစားပြန်ပြီပေါ့အဲ့တော့အမေယောက်ျားဒီတစ်ခါတော့ငါဥပမာလေးနဲ့နှိုင်းရှင်ပြမှသူရမယ်တဲ့တူတယ်ဒီတိုင်းတော့မရဘူးအဲ့ဒါသူမိမသူတော့မိမရေးတဲ့ငါကြားဘူးတာပြောမယ်တဲ့ရေရင်းပြက်နှခမ်းကြီးနားမှာရေရင်းရပြက်တယ်နှခမ်းပြက်နေတာပေါ့စိတ်ဖို့ကြီးနဲ့စိတ်မကြီးနဲ့ကျက်စားတယ်စိတ်မကြီးကရေတွင်းနဲ့ငုတ်ကြည့်လိုက်တော့ဟိုးမလှမ်းမကန်းပေါ့မမီတော့တဲ့နေရာအုပ်ကြားတဲ့မျက်ပင်လေး၄၅ပင်ပေါက်နေတာတွေ့ရတော့သူမှတ်ထားတယ်တဲ့စိတ်မကြီးကအနာပြီးတော့တနေ့တော့ရေတွင်းနှခမ်းပြတ်မှာလူးတာကိုអော်ပြီးတော့စိတ်ဖို့ရဟဲ့စိတ်မကြီးမွေကြိုက်တာလားဘာဖြစ်လို့လဲညာဖြစ်လို့လဲမေးတော့မဟုတ်ဘူးတဲ့ကျမဟိုးရေရဲသွားကြည့်မိတာမှားတယ်ပေါ့
ဟိုမမီတဲ့နေရာမြက်ကလေး၄၅ပင်အဲ့ဒါစားခြင်းလို့မစားရင်ကျွန်မတည်တော့မယ်စိတ်ဖူရသွားကြည့်ဟာဘယ်လိုမှယူလို့မရတာဒီကဏ္ဍငါ့ကိုတည်ချောင်းကြံတာပဲတခုတော့အကြောင်းရှိမယ်ဆိုလှည့်ကြည့်ရတော့ဟိုးခလန်းလန်းမှာစိတ်ပြိုစိုးလေးရောက်နေတာဟုတ်ဗျစိတ်ပြိုစိုးလေးရောက်နေတော့သူဒီလိုလုပ်တာပြီးတော့စိတ်ဖူရပြောတဲ့ချိန်မကြီးနိဗ္ဗာန်ရဲ့ဆင်းစားနေသေးဝဲငါစိတ်ပြိုမှလေးနဲ့ယူမှကျင်းတည်တယ်စိတ်ဖူရပြောနေမြတ်သေးလေးငါစိတ်မလေးရလိပေါ့အဲ့တော့မှအလူရက်သွားတယ်အခုလည်းနေငါအသေးချောင်းကြံတာပဲဘေးပွဲတော့ငါတို့နဲ့ဘဝနဲ့ဘယ်လိုလုပ်လမ်းပြီးလို့ရအဲ့တော့ပြန်အိတ်ဒီလိုပြန်အိတ်ဟာကိုမပြန်ပြီစားပြန်ပြီအမလေးကျသားတဲ့ခါထားဖို့ကောင်းလိုက်တာရှုကိုကြီးနဲ့အဲ့ကျမမစားရင်တော့ကျမဇွဲချုပ်ချသေးတော့မယ်အကိုရဲ့မထူးတော့ဘူးဒီတော့ဆွဲတာဥပါဒံအမေဇွဲချုပ်ချသေးမယ်ဆိုတော့လေမိမကြတော့လေသူကနှမျောသားဗျနေဦးမလုံးနဲ့ငါကြံအောင်မယ်ငါကြံအောင်ဘယ်လိုမှပြောလို့မရကြံတာပေါ့ဗျကြံတော့ကရုံတုံးပြီးတော့ကျောင်းကဘုန်းကြီးကအရှင်မြတ်သင်္ကန်းဟောင်းလေးတစ်စုံနဲ့တပိတ်အဟောင်းလေးတစ်လုံးတော့ပေးသမှာဗျဟဲ့ဘာလို့ဖို့လဲကောင်ဘုန်းကြီးတူလုံးမလို့လားပတ်ချွတ်လုံးမလို့လားမင်းပတ်လိုက်ချွတ်လိုက်သုံးကန်တဲ့ချိန်ကျတော့ပတ်တာပေါ့ဗျာတာမယားကျွေးဖို့သုံးကန်အိမ်လေးယောက်ကချွတ်လိုက်တာပေါ့အဲ့ဒါပတ်ချွတ်လို့ခေါ်တာပဲကြားဘူးလားပတ်ချွတ်ကြားဘူးမလားတခါကြီးဟာအလုံးလုံးကင်မကျွေးနိုင်တော့ဘုန်းကြီးဝေပြီးသုံးကန်ကျွေးတာအဲ့တော့ပတ်ချွတ်လုံးလို့သွားတော့ဟောဘုန်းကြီးဟဲ့ကောင်ငါလည်းပြည့်ရှင်းနေမယ်မင်းကြည့်လို့နော်ဒီပါဘုန်းကြီးခဏအရေးကြီးလို့သားမှာအတင်းသင်္ကန်းတွေဆွဲဝိတ္တိယူလာပြီးတော့ဒီကြတော့တခါလဲသုံးကန်ချင်းကျော်ဆယ်နိုင်လက်ထိုးကန်တွေသင်္ကန်းမယုံတယုံနဲ့ယုံသပိတ်ပိုက်ကရုံတုံတော့ဖုံးဖြစ်သွားတာပေါ့နန်းတော်ရှိမှတခါလဲဘယင်းနေတဲ့နန်းတော်လောက်မှပေါ့ဝမှာသွားရမ်းတယ်မလှုပ်ဘူးတဲ့ဗျာရှင်ကြိုက်လည်းမလှုပ်ဘူးဝဲစိတ်ကြိုက်လည်းမလှုပ်ဘူးညောင်းလည်းမလှုပ်ဘူးတဲ့သူကလှုပ်သမားကြီးကိုဗျာကြိုးစားရတာပေါ့အဲ့လိုနေတဲ့အကြာကြီးနေတော့ဘင်းရလဲစားတော့ဝဲစားကနေကြလေသာပရင်းဖွင့်လိုက်တော့သူ့သွားတွေ့ဟောမကိုတော့ရက်နေအကြာကြီးကြည့်နေတယ်အကြာကြီးမလှုပ်ဘူးတဲ့အဲ့တော့ဟန်ဆောင်တဲ့သမာဓိကပူဆိုးတယ်နော်မလှုပ်ဘူးအဲ့ဒါနဲ့အမကြီးဟိုကိုတော့ငါကြည့်နေတာမလှုပ်ဘူးတော်တော်သမာဓိရှိတယ်ဘာများအလိုရှိလို့ငါနာမလာခံတယ်ဆွမ်းများအလိုရှိတော့သွားပြင်သားကရဏချပေးချပေးထားအရှင်ဘုရားဘာအလိုရှိလဲဖေဟာဘာလဲဘုန်းကြီးတန်နဲ့ပြောတာတကားကြီးစားတဲ့ပွဲတော်အုပ်ကိုဘုန်းကြီးဖုံးပေးခြင်းလို့လာလှူခန္ဓာတကားကြီးဘုန်းကြီးတန်နဲ့ပြောရတာဟုတ်ဗျဟာလူမကဲရှင်များသွေးပေးကဲအကုန်ဆက်လိုက်ကွာနောက်မှငါပြန်ချက်သားမယ်ငါဥစားကိစ္စမရှိဘူးသဘောသေးရှိတယ်လူပြီးတော့ကဲရှင်များကြွဘုံပေးအချိန်ကလည်းသိမရှိတော့ဘူးကျောင်းကတော့ပညာရှိမှကြီးလာစမ်းအဲ့ကိုတော့ငါသိချင်လို့တာပဲဒီတော့မင်းနောက်ကလိုက်ပြီးတော့ဘယ်ကျောင်းမှနေတယ်ကျောင်းကောင်းလားမကောင်းလားကျောင်းမကောင်းရင်ငါကျောင်းဆောက်လို့မယ်နော်လိုက်စုံစမ်းညာရှိမှကြီးကလည်းထက်ကြမကွာလိုက်ရတာပေါ့တဲဖို့ရှိလဲရအောင်မိမကြီးရလာပြီဟဲ့မိမကြီးရလာပြီဆိုသင်္ကန်းကြီးဆွဲချိုးအောင်ပြီနဲ့ဆွဲချိုးပြီးသင်္ကန်းကြီးဟိုကဘေးပုံပြီးတော့တဲဝင်ပြီးမိမကိုသွားခွန့်ကျွေးနေတာဟုတ်ဗျာပညာရှိမှကြီးဟာကြည်စမ်းဘယင်တော်တက်လေတဲ့ကောင်ဘယင်သာသိရင်တော့တတ်မှာပဲဒီကောင်အဲ့တော့ဘယင်လည်းကုသိုလ်မရသူလည်းသိမှာအဲ့တော့ငါပညာရှိနေဘယ်လိုလုပ်သုံးရပါမလဲလို့စဉ်းစားပြီးပြန်သွားဟဲ့ပညာရှိမကြီးကျောင်းတွေ့ကြလားကျောင်းလည်းမတွေ့ပါဘူးဖေ။ဦးဇင်းရောဒီလိုလဲကလိုက်နဲ့လိုက်တာဖေ။တဲပုတ်လေးရှေ့လဲရောက်တော့ဘုန်းကြီးပြောက်သွားတယ်။ဟုတ်တာပေါ့ဘုန်းကြီးချော့လိုက်တာဟုတ်။သူပညာရှိဟုတ်ဗျ။ဘုန်းကြီးပြောက်သွားတာရှာလို့မတွေ့တော့ဘူးဖေ။ မ
င်းကလည်းကွာတေချာလိုက်ပါဆိုမှမြေရှိုးသွားသလားမိုးပြန်တာမင်းမသိဘူးလားအဲ့ဒါမြေရှိုးမှလည်းမသိမိုးပြန်ပျောက်တော့ပျောက်သွားတာပဲတဲဖို့ရှိမှာအမလေးကွာဒီဘုန်းကြီးမျိုးနောက်ထပ်ဖူးဖို့မလွယ်ဘူးကွာဒီဘုန်းကြီးနောက်ထပ်ဖူးဖို့မလွယ်ဘူးငါကုသိုလ်ရတာဗောဆိုပြီးဝမ်းသာအားရပြီးတိဖြစ်တော့သေတော့နတ်ပြည်ရောက်ရတယ်ဘုရင်ဒီကံကြောင့်ကိုယ်စေနာကိုကြိုးပေးတာလေတကယ်တော့ယန္တာတကိုးရှိတဲ့ယန္တာလို့တော့သူကထင်တာတကယ်တော့ဘာမဟုတ်ပတ်ချော့ပတ်ပြီးတော့ချွတ်လိုက်တာပေါ့ဗျာအခုလည်းရန်ကုန်မှာတချို့ပတ်ချွတ်တွေရှိတယ်လိုက်ဆုံးကန်ပြီးတော့သားများတွေတွေ့အင်ကြပတ်ချွတ်သင်္ကန်းတွေပါရှာထားတာသင်္ကန်းလည်းဝယ်ရတာဟုတ်ဗျာသုခရောတွေအမေရိုးရိုးဘုန်းကြီးတော့ဣန္ဒြေကောင်းသေးတယ်သူတို့ဟန်ဆောင်တာရိုးရိုးဘုန်းကြီးကဘယ်တော့မှဟန်မဆောင်ဒီသူနေတတ်တယ်လို့နေမှာပဲသိဟန်ဆောင်ကောင်းရင်တော့ခင်ဗျားကြောက်ကြသိဟန်ဆောင်ကောင်းတော့အထုပဲဖြစ်မယ်အစစ်ကတော့သူရိုးတန်းနေကြနေတယ်မဟုတ်ပြောစရာရှိတာပြောမယ်ရည်စရာရှိတာချင်းတချို့ကျတော့ခက်တည်နေမကြည့်ဘယ်မှမကြည့်ဘူးဒီမှာကြီးလူစရာရှိတာလူမြန်မြန်ပြန်မယ်တက္ကမနဲ့မတွေ့ချင်တယ်လို့ပါလို့ကဲထားဒါမင်းမဲနဲ့ဖုန်နဲ့ထူးတာပြောမယ်နော်မဲကအရေးကြီးကိုဖြတ်တယ်တဲ့ဆရာတော်ဘုရားကြီးကဖိုးကအမဲထဲမှာရှိတာကိုငြိမ့်နေတဲ့ဥမာမိခဲကြီးပေါ့ဗျာတဝေပတ်လည်းတော့ရဲပြီးတော့အခိုးတော့မထွက်တော့ဘူးအကုန်လုံးမိပြည့်တယ်သူနဲ့ရေပုံတန်နဲ့ရေပုံမက်တပုံလောင်းချလိုက်အရေးကြီးတော့ပြတ်သွားပြီမီးတော့မရှိတော့ဘူးဒါတော့သွားမကိုင်းနဲ့ဟုံနဲ့ဖြစ်ဟိုးနဲ့တခါတည်းအခိုးတွေတောက်ပြီးတော့ဖြစ်နေတာပူတာဟုတ်ဗျချက်ချင်းအစိမ်ပဲသေးမယ်ဒီလောက်တပီလောက်ခဲကြီးဟုတ်တယ်မလားဒါနဲ့နောက်တပုံထပ်လောင်းဟုတ်လားမက်တပုံဖိုးနှစ်ပုံဆိုရင်လည်းအေးချင်းမအေးရင်နောက်ထပ်ဘယ်နဲ့လဲတပုံထပ်လောင်းဒါပေမဲ့ဖိုးက3ဘုံမက်ကတပုံဆို4ဘုံလောက်ဆိုတော့ရေဝဝပြီပေါ့ကင်လို့ရသွားပြီအဲ့တော့မိခဲကြီးအရဲကိုဖြတ်တာကသမုတ်စေရဏိရောဓကိလေသာဖြတ်တာကမဲတဲ့ဖိုးကပရိပတ်တိမဲဖြတ်ပြီးတာကိုအပူအရှိန်စော်တွေထန့်ငိမ့်တာကဖိုးဒါကြောင့်သူပရိပတ်တိတဖန်ထက်ဒီကသမုတ်စေရဒီကပရိပတ်တိရဲအမိခဲကြီးမိတ္တာကမဲအဲ့တော့သမကိုင်းနဲ့ဖြည်းဖြည်းနဲ့ပူနေအရှိန်နဲ့ဟုံးဖြစ်နေတဲ့အရှိန်အဲ့တဘုံထလောင်းထက်ရင်လည်းမဲ့တဘုံဖုန်တဘုံနဲ့ပြီးသွားတာမထက်တော့လဲ3ဘုံတော့ထလောင်းပေါ့ဗျာ4ဘုံပေါ့ရေလေဘုံဆိုတော့လေရေဝတော့ကိုင်းတော့ဒါမဲနဲ့ဖုန်တဲ့အတွက်မဲကအရေးကြီးဖြတ်တာဖိုးကအမဲထဲမှာရှိတဲ့အစိန်စော်တွေငြိမ့်အေးတာငါဆရာတော်ကြီးကဥမာပေးသေးတယ်မဲကစစ်ပြိုင်တိုက်တာနဲ့တူတယ်တဲ့လက်နဲ့အားလည်းကောင်းတယ်လူအားလည်းကောင်းတယ်အကျင့်လည်းကောင်းတယ်ဆိုတော့နိုင်တာပေါ့ဗျာစစ်တိုက်တာမြန်ပါတယ်တဲ့အရှုံးနိုင်ရဟာဘီနေလို့တဲ့ဖိုးကငြိမ်းချမ်းကြီးဆွဲတာတဲ့ငြိမ်းချမ်းကြီးဆွဲတာကြတော့သိမလွယ်ဘူးတဲ့ဗျဘာဆိုတော့စိတ်တော်သာတူမှသဘောတူမှဒီရတဲ့လျှော့သားရှိလျှော့ဟိုကလည်းလျှော့သားရှိလျှော့ဟိုကလည်းတင်းခံဒီကတင်းခံတော့မရဘူးပေါ့ဘုရားရဲ့ဝါဒကတော့အနိုင်လည်းမကြိုက်ဘူးအရှုံးလည်းမကြိုက်ဘူးဘာကြိုက်လဲငြိမ်းချမ်းကြီးကြိုက်တယ်ရောဟိတွေမြစ်ကြီးကိုလူကြတော့ရွှေမျိုးတွေဟိုဘက်ဒီဘက်ငါမြစ်သူမြစ်ဇာပြိုးကြီးလူကြတော့အကုန်လုံးသေးကုန်မှာပေါ့လေအဲ့မှာဘုရားတကူတော်လည်းပြပြီးတော့ဟိုးတောင်ကြီးကဆင်းလာတဲ့ကြီးကဘရော့ကုန်မလဲတောင်ကြားထဲဆင်းလာတဲ့ကြီးတွေမြစ်တွေမကုန်တဲ့ဥစ္စာကိုလူနေကြလားကွာမင်းတို့လည်းသုံးမင်းတို့လည်းဘိုက်ရှိတာပဲစိုက်ပျိုးရေးလုပ်ပေါ့ဒီဘက်ကလည်းဘိုက်ရှိတော့စိုက်ပျိုးရေးလုပ်ပေါ့ငြိမ်းချမ်းရေးဆွဲတာကောင်သူလည်းစားကိုလည်းစားသူလည်းခန္ဓာရှိတော့စားမှာပေါ့ကိုလည်းခန္ဓာရှိတော့စားမှာပေါ့အဲကြောင့်တရားမလူကြနဲ့ဆိုဘုရားငြိမ်းချမ်းရေးဆွဲလိုက်တော့သဘောကျပြီးတော့သူလည်းတင်ကိုမကုန်တဲ့ဥစ္စာပဲဗျာလူနေရသေးလားကုန်လို့ရှိရင်တော့လူပေါ့ဟုတ်တော့မလားမကုန်တဲ့ဥစ္စာလူနေမြစ်ထရကြီးလူတယ်ဆိုတော့အဲ့ဒါတကြောင်ဘုရားနိုင်တာလည်းမကြိုက်ဘူးရှုံးတာလည်းနိုင်တော့မာနတက်တယ်ရှုံးတော့အာဃာတထားတယ်ဘယ်မှမကောင်းအဲ့ဒါငြိမ်းချမ်းရေးဆွဲတော့ဝမ်းမြောက်ဝမ်းသာတဲ့နှစ်ဦးနှစ်ဖက်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပီတိဖြစ်ကြတယ်မကောင်းလားကောင်းတာပေါ့ကဲဒါ
မဲနဲ့ဖူနဲ့အကြောင်းပြောပြတာနော်နောက်ပြီးတော့တခုပြောစရာရှိတာဘာလဲဆိုတော့နာရကြည့်ရသေးတယ်အထာဂရာတွေပါတွေမှာပါတယ်သတုသစ္စာဝိနိမုတ်တော်ဓမ္မောနာမနတ္ထိသစ္စာ၄ပါးကလွတ်တဲ့တရားမြည်သည်မရှိဘူးတဲ့စာရမသစ္စာ၄ပါးကလွတ်တဲ့တရားမြည်သည်မရှိဘူးဆိုတော့ဒီမဂ်ခင်၈ပါးကတော့မဂ္ဂသစ္စာထိုက်တာပေါ့ဒီဖိုခင်၈ပါးတွေကထဲ့စမ်းပဲတဲ့ဟုတ်မေကသစ္စာလည်းထဲလို့မရဘူးဒုက္ခသစ္စာလည်းထဲလို့မရဘူးនិရောဓသစ္စာလည်းထဲလို့မရဘူးသမုဒယလည်းထဲလို့မရဘူးအဲကြောင့်ဖိုခင်၈ပါးတို့သည်တဲ့သစ္စာ၄ပါးတည်းဟူသောအရေးအတွက်ကလွတ်၏တဲ့ဟိုးရမိုက်ဆိုတော့ဆိုဘူးတာနားမလဲဘူးဆိုတော့ဆိုတာပဲနားမလဲဟာလားမေခင်၈ပါးသည်မေဃသစ္စာထိုက်တယ်တဲ့ဖိုခင်၈ပါးကြတော့သစ္စာ၄ပါးနဲ့ထဲ့စမ်းမေဃသစ္စာလည်းထဲလို့မရဘူးသူကဖိုဖြစ်နေတာဟုတ်ဒုက္ခသစ္စာလည်းထဲလို့မရဘူးသမုဒယလည်းထဲလို့မရဘူးនិရောဓလည်းထဲလို့မရဘူးသစ္စာ၄ပါးလွတ်တဲ့တရားဘယ်လိုလဲဆိုရင်ဖိုခင်၈ပါးဒါတော့သာသမားတွေတွေ့လို့ပြောပြတာဘုသူတာနော်တစ်ချက်ခဲဒါမင်းနောက်တစ်ချက်ကအခုမင်း20လောက်ပဲရှိတော့ကိုကတရားနာတာဘုသူတာမရှိတော့ကိုကညံကောင်းတော့ဗျာပါရမီကလည်းပြည့်တော့မြန်လည်းပြည့်ချုပ်သွားပြီဒါကိုလည်းနိဗ္ဗာန်လို့မထင်ဘူးသူကသိမှမသိတာဟုတ်တရားသိမနာပဲနဲ့ဘုသူတနေတော့ချုပ်တာချုပ်မှမသိပဲနဲ့နေတော့ပြန်ထိုင်တော့10မိနစ်လောက်ကြာချုပ်နေပြန်တဏှာလည်းကြာထနောက်တစ်ခါပြန်ထိုင်10မိနစ်လောက်ဖြစ်ပြီးချုပ်နေပြန်ရှုပ်ွက်ပြောင်းနေတယ်လို့ဖြစ်တာပေါ့နော်အဲ့ဒါဖိုးဝင်စားနေတာသူမသိဘူးမသိတော့ဆရာတွေလိုက်မေးတယ်ဆရာတော်တို့တပည့်တော်ဘုရားထိုင်လိုက်တာ10မိနစ်လောက်ဆိုရင်ဘာမှမသိပဲချုပ်နေတော့အဲ့ဒါရှုွက်တွေလည်းဘာရှုလို့ရှုအောင်မသိတဏှာပြီးတော့ထားလိုက်ပြန်နောက်ပြန်ထိုင်တော့ဒီလိုပဲဖြစ်တယ်ဗျာအဲ့ဒါဘယ်လိုလုပ်ရမလဲချီမျက်စိကလည်းနာလာပဲထိုင်ပါများတော့အဲ့တော့ဘယ်လိုလုပ်ရမလဲဗျာတခါကြီးဆက်ရှုတော့သိလာမှာပေါ့ဒီလိုပဲပြောကြတယ်သူဆက်ရှုတာဘာမှမထူဒါပဲဖြစ်နေတာပဲဒါသူပြောပြတာအဲ့ဒါလေးတန်းတခါတယောက်အသက်45နှစ်လောက်ရှိမှာပေါ့သာသနာပါပဲကားနဲ့ပါနေတာဟိုဖုန်းတွေကလည်းဟန်ဖုန်းမပေါ်သေးဘူးဆိုတော့နှစ်ပေါင်း20ကျော်လောက်ကပေါ့ဗျာကျိုးဖုန်းပဲပေါ်သေးတယ်အဲ့ဒါကျိုးကမြောက်ကလာမှနေတော့လာတာဘလူကလွတ်လိုက်တာလဲဆိုတော့အင်းစိန်ရဥကေတုမာလာတဲ့ကျုပ်တစ်ဖက်တယောက်ရှိတယ်ဒီမှာသူ့ဘွဲမှာသူကမေးတယ်အရှင်ဘုရားတပည့်တော်ထိုင်လိုက်ရင်ချုပ်နေတယ်ဗျာ9မိနစ်10မိနစ်ဘာမှရှုကမရှိတော့တပည့်တော်ဒီတိုင်းပဲနေရတယ်တဏှာပြီးတော့ထားလိုက်တော့လဲပြီးသွားပြန်နောက်တစ်ခါပြန်ထိုင်ဒီလိုပဲဗျာအဲ့ဒါဒီပြင်ဘုန်းကြီးနေပြီးတော့လဲဆက်ရှုတကားကြီးထူလာမှာပေါ့ဆက်ရှုတကားကြီးထူလာမှာပြောတယ်အရှင်ဘုရားသိရင်လဲနည်းနည်းချမ်းချမ်းပေးပါလားတောင်းတာဥကေတုမာလာကျုပ်ကတော်တော်ရဲ့စာလည်းမတတ်ဘူးတဲ့တရားလည်းဟုတ်ဒီပတ်ဒီမထိုင်ဘူးတဲ့ဝါသနာပါလို့သင်တန်းပြတာအဲ့တော့ကျုပ်တို့ဆေရဥညာနောဘာသာဆိုတော့သူကဝါရင်း3လလဲကြာနာတရားထိုင်ဘူးလေနောက်ပြီးတော့လဲစာလည်းအထိုက်တိုက်တော့ဓမ္မစီရဆိုတော့သာသနာတစားဆိုတော့ခင်ဗျာအကျဉ်းညာကောင်းရရမယ်သွားဆိုလှုပ်လိုက်လို့လာတာအဲ့ဒါခင်ဗျာတာမီချုပ်ဖူးတဲ့နဲ့တူတယ်တရားတိုက်တွေမှာဘယ်နှကြိမ်ထိုင်ဘူးလဲလို့ပြီးတော့တင်းကူလည်း3နာရီပွဲတွေထိုင်ဘူးလေဘုဂုတ်လည်းထိုင်တယ်မဟာစီလည်းထိုင်တယ်ဟန္တာဝတိလည်းထိုင်တယ်ညာနာစာကိလည်းထိုင်တယ်ဟာသူကုန်းနေပြီထိုင်တာဘယ်လောက်ကြာပါလဲလို့ဆိုငငယ်လေးရဗျာတဲ့ငငယ်လေးကခင်ဗျားတာရဲထိုင်တော့ခင်ဗျားဘယ်လောက်ချမ်းသာလို့လဲပြီးတော့တပည့်တော်2မ3ယောက်ရှိတယ်တဲ့တပည့်တော်ကမောင်လေးတယောက်တည်းဆိုတော့ဆေးဆွဲမှာဆိုလို့တဲ့တရားတိုက်တွေလိုက်ပြီးအတင်းထိုင်ခိုင်းတာတဲ့ဆေးဆွဲမှာဆိုလို့အဲ့ဒါတရားတိုက်တွေထိုင်ရင်တရားဝါဒနာပါသွားတာဒါပေမဲ့ခင်ဗျားချုပ်ဖူးလိုက်မယ်ဒီလိုလို့ဗျာကျုပ်ကြံညာပေးမယ်ဒီကဒိဋ္ဌံခင်ဗျာဘုရားရှိခိုးတပည့်တော်သည်ရထားတဲ့မေဖို့တို့ကိုမသာယာမနှစ်သက်တော့ပါဗျာစွန့်လို့တော့ဘယ်ရမလဲပြန်လောကုတ္တရာတရားကျစွန့်လို့ဘယ်ရမဟုတ်တယ်မလား
အဲ့တော့တပည့်တော်ရထားတဲ့မဲ့ဖို့တို့ကိုတပည့်တော်မသာရတော့ပါဗျာနောက်ထပ်ဓမ္မတဖို့အတွက်တပည့်တော်ကြိုးစားပါမယ်ဆိုအထိထိုင်ပြီးပြန်ထိုင်လို့အဲ့ဒါလို့ရှိရင်ခင်ဗျာ10မိနစ်နဲ့မချုပ်တော့ဘူးဝေဒနာတွေလည်းပြန်တက်လာပြီဟုတ်လားဖြစ်ပြတွေလည်းပြန်ပြီးတော့တွေးပြီဆိုရင်ဒါဆိုတစ်ချက်မှန်းနေကိုရထားတာသောတာပတ္တိမဲ့ဓမ္မတော်ရပြီပေါ့နော်တစ်ချက်မှန်းနေလို့နောက်တစ်ချက်ကတော့ဗျာတပည့်တော်ဟာစာနဲ့လဲကြိုက်တာပေါ့ဆရာတော်ကြီးတွေတရားတွေလဲနာထားတော့ဘုသူတ္တနဲ့ပြောတာပါဘယ်လိုပြောလဲဆိုတော့အဲ့ဒီ10မိနစ်နဲ့မချုပ်ဘဲနဲ့ဝေဒနာတွေတွေ့မယ်တွေ့ရင်အဲ့ဒီဝေဒနာတွေကခမည်းတရားအထုတ်ခဲ့တုန်းကတွေ့တဲ့ဝေဒနာနဲ့အဆမတန်ပြင်းတဲ့ဝေဒနာတွေ့လိမ့်မယ်အဲ့ဒါဆိုလဲမှန်တယ်တစ်ချက်ပြောလိုက်ဘာဖြစ်လို့အဆမတန်တွေ့တဲ့ဝေဒနာတွေ့ရမလဲဆိုတော့စာသဘောရနေဆိုတော့သောတာပန်ကအမြင်မှန်ရအောင်ရှိသေးတာဟုတ်ဗျာတရားခံကြတော့လူဖြစ်စေတတ်တဲ့ကိလေသာကာမအကျဉ်းနဲ့ဒေါသအကျဉ်းသာတတ်အောင်ဒေါသသိမယ်ဆိုတော့တောင်းဝေဒနာကိုခံနိုင်ရှိမှတအားခံနိုင်ရှိမှဒေါသတဖြည်းဖြည်းနဲ့ပါမယ်ဝေဒနာအယံနှိမ့်ဆက်မှလည်းကာမဂုဏ်စိတ်ကပါတယ်ဥမာလူမှာတည်လောက်တဲ့လူမှာကာမဂုဏ်စိတ်ဘယ်လိုလုပ်ပေါ်တော့မလဲဟုတ်တယ်မလားအဲ့လိုရှိတာဟုတ်အဲဒါမှမဟုတ်တရားကံကဘာပယ်တာကာမအကျဉ်းနဲ့ဒေါသအကျဉ်းကိုပယ်တာဟုတ်ဗျဒါကြောင့်သူ့ကိုတဏုကရတကိလေသာပေါင်းလုပ်တဲ့ပုဂ္ဂိုလ်လို့လည်းဆိုတာပေါ့အဲကြောင့်မလို့ကာမအကျဉ်းနဲ့ဒေါသအကျဉ်းပယ်မဲ့အတွက်ကြောင့်ဝေဒနာပြင်းထန်တာတွေ့လိမ့်မယ်အဲ့ဒါနိုင်အောင်ရှုအဲ့ဒီဝေဒနာချုပ်သွားရင်တော့ခင်ဗျာတရားကံဖြစ်မယ်ဟောတော့ဝေဒနာပြင်းထန်တော့သီးခံတယ်မှာသီးခံတော့ဒေါသနေသွားတာပေါ့ဗျာရှားသားတယ်နောက်ဝေဒနာပြင်းထန်တဲ့ကြောင့်ကာမဂုဏ်စိတ်တွေလည်းပါသွားတာပေါ့အဲ့ဒါခင်ဗျာအဲ့လိုလို့10မိနစ်မချုပ်ရင်မှန်တယ်အဲ့ဒီမှာတွေးမဲ့ဝေဒနာတွေကလည်းခါတိုင်းတွေးတဲ့ဝေဒနာတွေနဲ့အဆမတန်ပြင်းထန်တဲ့ဝေဒနာတွေးရင်တော့မှန်ပြီအဲ့ဒီဝေဒနာကိုနိုင်အောင်ရှုရင်နောက်တစ်မက်တစ်ခုရမှာပေါ့ဗျာဘုန်းကြီးလည်းတင်းညိုမှာတွေ့တာဟုတ်ဗျာကာမအကျဉ်းဒေါသအကျဉ်းပရိက္ခတွေပါလေအကျဉ်းစားတတ်တာဟုတ်နောက်ပြီးတော့ဆရာတော်ကြီးဆရာလိုက်ဖတ်တော့လေအဲ့ဒီအစစ်မှာဝေဒနာအပြင်းဆုံးတရားကံအပြင်းဆုံးပဲအနာကံကြတော့ရှိသေးတယ်ရန်တဲ့ကြတော့ဇန်နဲ့ရှင်တဲ့ဝေဒနာပဲဆိုတော့ဒုက္ခဝေဒနာပဲရှိတော့ဒုက္ခဝေဒနာမလာတော့ရန်တာဖြစ်ဖို့ကြတော့အနာကံဖြစ်ဖို့ကြတော့ကာမအနုဒေါသအနုပဲကျန်တဲ့အတွက်ကြောင့်ဝေဒနာလည်းပါပဲရှိတော့တာပေါ့အဆိုးဆုံးကတော့ဒုတိယအဆင့်မှာဝေဒနာအပြင်းထန်ဆုံးပဲအဲ့ဒါဘုန်းကြီးကပြောပြအဲ့ဒါခင်ဗျာစမ်းကြည့်ရောဖုံးပြီးွားကျုပ်ဖုံးကြည့်တော့တော့ညဒီဟောတယ်မှာအဲ့တော့664 866ပေါ့ဗျာ6လောက်ရှိတော့ပြေးလိုက်ဘုရားဖုံးဆက်ခင်ဗျာစမ်းကြည့်လို့အစဉ်ပြေးတယ်ရှင်များပြောတဲ့တိုင်းဟုတ်ပါတယ်ဗျာရှင်ပြောတဲ့တိုင်းမဟုတ်ပါဘူးဗျာပြန်ပြောပါလို့ကျုပ်ကပြန်ပြီးတော့တရားဟောရတာပေါ့လို့တရားဓမ္မတွေဟုတ်တယ်မလားပြန်ပြီးတော့ပြန်ဟောပြရတာပေါ့အဲ့ဒါပြန်သွားတာတနေ့လာဆိုတာတလားလည်းမလာဘူး2လလည်းမလာတော့ဘာမှတလီဦးမဆက်တော့ဆက်တော့ဘုန်းကြီးကဆုံးဖြတ်ချက်ချတယ်ဩတို့ဘုန်းကြီးတွေကအိမ်သာနဲ့တူပါလားဘယ်လိုဆုံးဖြတ်ချက်ချလဲအိမ်သာကြံတဲ့ချိန်မှာသတိထားလားသူအောင်ပြုလားအေးဘောယုံစရာဆက်ပဲအောင်ပြုသွားကနေကြရင်တော့သတိရတာပေါ့ဗျာအခုလည်းသူလိုချင်တဲ့ဥစ္စာလည်းရရောကျုပ်စီမဆက်တော့တော်ဆိုးတဲ့လူလို့ပြောရမှာပေါ့သူသိချင်တာကြတော့လာမေးတဲ့တခုတကကျုပ်ကအချိန်ကိုခံပြီးဖြေရတယ်ကျုပ်သိချင်တာလေးကြတော့သူကတယ်လီဖုန်းလေးတော့မဆက်ဘူးမဟုတ်လို့လားဟုတ်လို့လားမသိဘူးပေါ့ဗျာတကယ်ဆိုရင်တော့ရှင်ဘုရားကြီးရှင်မပြောတဲ့အတိုင်းအောင်မြင်တယ်ဟုတ်တယ်ဗျာဓမ္မကြီးမဟုတ်ဘူးဗျာဆိုလည်းအထုပေါ့ဟုတ်ရင်တော့လည်းအစ်စ်ပေါ့ဟုတ်တယ်မလားတပည့်တော်အရှင်ဘုရားတို့နောက်သားတွေပေါ့တာဝကတွေပေါ့ဗျာတရားသမားတွေဟောပြတာပေါ့သူကဘာမှပြောတော့ဘူးဘယ်လိုမှပြောတယ်တပည့်တော်ဟောတာပဲအရှင်ဘုရားတို့သိမယ်သူပြန်ပြောတာမသိတော့ဘူးပေါ့အဲကြောင့်မလို့ဘုန်းကြီးကဘာနဲ့တူတော့ဆိုတာနော်ဟုတ်တယ်ခင်ဗျားတို့
ဒီတိုင်းသာသားရသမီးတွေအိုးစီးပွားရေးတွေပြည်လာသားတွေကျွေးသမီးတွေကျွေးမရတဲ့စိတ်နှကလက်ကောက်တွေလို့ဆွဲကြိုးတွေလို့ဘုန်းကြီးတတိမရဘူးတဲ့ပြီးတော့ကဲမိန်းမလည်းသိယောက်ျားလည်းသိသားလည်းသိရောဘုန်းကြီးမပြည့်လို့မဖြစ်တော့ဘူးသုံးစရာတရဂုတ်တရားအဲ့ကြမှာဘုန်းကြီးစီလာတာဟုတ်အဲ့လိုဖြစ်တယ်ဘုန်းကြီးနေရာအဲ့တိုင်းပဲဗျအိမ်သာနဲ့တူသတိရမှာပဲဘုန်းကြီးလာတာကံကောင်းမှာပဲကျွတ်တို့လည်းစားတော့ရတာအဲ့လိုနော်ကဲအခုခေတ်ကလည်းလှူတာတန်းတာကပို့ပြီးတော့နဲသွားပြီဘာလို့ကြက်တဲကြတော့လေစာရေးတော်ရေးတွေကစီးကြည့်တော့လူကတန်းတာလည်းနဲသွားပြီစကံပွဲတွေတော့နောက်တလားတစ်ချိန်ဖွင့်တဲ့လူတွေမဖွင့်နိုင်တော့ဘူးတစ်ချိန်သုံးချိန်မဖွင့်နိုင်တော့ဘူးကဲဒါမလို့ဒီနေ့မှာနိဗ္ဗာန်ကတန်တိဒုက္ခမေဃသမုစေရာภูဝပရိပတ်တိနိရောဓနော်အမင်းနဲ့ဘာနဲ့ဖုန်နဲ့ဘာထူလဲဆိုရင်အရေးကြီးဖြတ်တာနဲ့အမေရမရှိတဲ့ရှိသောထန်ကျင်းတာနဲ့ထူတယ်မဲပုဂ္ဂိုလ်ကမသေးဘူးဖူပုဂ္ဂိုလ်ကသေးဘာလို့ဖူပုဂ္ဂိုလ်ကအကြာကြီးနေလို့မေဃစိတ်တခဏတဲ့မေဃဘိညာသကိမတာဟုတ်တယ်မလားအကြောင်းမလို့သောတပန်ဖူသောတပန်ခေါ်တော့မဲကိုခေါ်လို့မရဘူးမေဃမြန်တာအကြောင်းမလို့သောတပန်ဖြစ်ပြီးလဲ7ပါးပြည့်ပြီးပြန်စားတော့5ပါးမဲ့နဲ့ပဲပြန်စားရဟန်းဖြစ်ပြီးလဲ5ပါးမဲ့နဲ့ပဲပြန်လောက်ရတာပဲ7ပါးမျိုးဖြစ်အောင်ရပြီးနေပြီ7ပါးမဲ့ဘာဖြစ်လို့7ပါးနဲ့ပွားလို့မလဲ7ပါးမဲ့ကတဲ့ပွားလို့ရတဲ့မဲ့ဘူးရတဲ့မဲ့တဲ့တော့သူနာမည်မေဃဘိညာသကိမတာတဲ့ကဲဒီချိန်ပေါ်ပြီးသူကပြောက်သွားပြီနော်ဘယ်တော့မှခင်ဗျားတို့ရှာလို့မရတော့ဘူးသူနဲ့ပွားလို့ဘယ်လိုလုပ်ရမလဲဟုတ်တယ်မလားဘာဝိဒါဘုရားချိန်မှများစွာပွားမှာကလောကုဝိပဿနာပဲရှိတယ်အဲတော့ဒီဝိပဿနာမဲ့5ပါးမဲ့နဲ့သွားလိုက်သောတာပန်ဖြစ်တော့7ပါးပြည့်သွားလိုက်အဲ့မဲ့ကပြီးပျောက်သွားလိုက်နောက်တော့5ပါးမဲ့ကပြန်စ7ပါးပြည့်လိုက်ပျောက်သွားလိုက်ဟုတ်လား4မဲ့တလုံးကခဏလေးပျောက်သွားတာအဲကြောင့်7ပါးမဲ့နဲ့တရားထုတ်လို့မရဘူးသူကရတဲ့မဲ့နိဗ္ဗာန်မြင်တဲ့မဲ့စိတ်တခဏတစ်ချက်ခဏငယ်3ချက်ပဲအသက်ရှိတဲ့မဲ့နောက်လည်းပြန်မလို့တစ်ချိန်ပဲလာတာဖိုးလိုလာရင်တော့ဖိုးဝင်စားရတာပေါ့မဝင်စားတော့ကြားဘူးလားကြားဘူးပါဘူးနော်ကဲဒါမင်းအားလုံးရှင်းသွားပြီနော်ကဲနောက်မှကြံတဲ့ဥစ္စာလေး2ရက်ကြာသေးတာထပ်ဟောတာပေါ့ဗျာနော်ခုကတော့9မိနစ်လောက်ရှိသေးတယ်စားကောင်းတောက်ကောင်းလေးတော့ထိုင်ကြအောင်ပေါ့ဗျာတရားလေးပါလေးနဲ့စားတော့ကောင်းတာပေါ့ကဲထိုင်ကြ